လာသားကလေးလေးတွေကိုဘာစာအုပ်တွေဖတ်ပြရမလဲဆိုပြီးတော့ဒီချက်ကိုမေးထားတာလေးရှိတယ်အဲ့ဒီမေးခွန်းလေးကိုဒီနေ့ပြောပြမယ်ပထမဦးဆုံးဒီချက်တို့ကကျမတို့ flash card နော်စာအုပ်ကိုခဏလေးထားလိုက်လာသားလေးတွေဆိုရင်ကျမတို့မဖြစ်မနေသုံးရမယ့် material သင်ထောက်ကူပစ္စည်းက flash card ဆိုတော့ flash card ဆိုတာ flash card လို့ပြောပေမဲ့သူကစာအုပ်အမျိုးအစားတွေမှာပါတယ်အဲ့ဒီတော့ကလေးလေးတွေကိုမမေအနေနဲ့စာအုပ်ဝယ်ပေးမယ်ဆိုရင် flash card ကလည်းဝယ်ပေးတဲ့စာအုပ်အမျိုးအစားတွေမှာတစ်မျိုးပါတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးကတ်ကြီးကြီးပေါ့နော်ကတ်ကြီးကြီး black and white ဆိုရင်လည်းကောင်းတယ်အဖြူမဲကတ်ကလေးတွေကျမတို့သုံးလို့ရတယ်ကလေးတွေအနေနဲ့သူတို့ရဲ့အခြေခံ color ဖြစ်တဲ့ primary color red blue yellow ပေါ့အနီရောင်အဝါရောင်အပြာရောင်ပေါ့ဒီအရောင်၃ရောင်ပါတယ်ကပ်ပြားလေးတွေဆိုရင်ပို့ပြီးတော့ကောင်းတယ်ပုံလေးတွေကဒီလိုခက်ကြီးကြီးလေးဖြစ်နေရမယ်နောက်မမေတွေ flash ကပ်ပြပေးတဲ့အခါကျရင်ဒီလိုမျိုးလေးပေါ့ဖြည်းဖြည်းမှန်မှန်လေးနဲ့ကလေးကိုပြပြီးဒါဒီချေက example ပြတဲ့ကပ်ပြားဆိုတော့မပြောပြတော့ဘူးเนาะ flash ကဘယ်လိုပြလဲဆိုတော့သိချင်နေဆိုရင်ဒီချေကို comment မှာရေးခဲ့ပေး okay နောက်တစ်ခုကကြတော့ကျမတို့စာအုပ်ပေါ့နော်ဒီတစ်ခါတော့ flash card မဟုတ်ဘူးစာအုပ်စီကိုသွားမယ်ဆိုရင်ဒုတိယမြောက်ဒီချေ recommend ပေးခြင်းနဲ့လာသားကလေးတွေကိုဖတ်ပြပေးတဲ့စာအုပ်အမျိုးအစားကဒီလိုစာအုပ်ဒီလိုစာအုပ်အမျိုးအစားကိုဒီချေတို့က touch and feel လို့ခေါ်တယ်ဆိုတော့ဒီလိုမျိုးလေးပေါ့နော်စာအုပ်မှာဗာလေးတွေပါလဲဆိုတော့ကလေးကိုယ်တိုင်ထိတွေ့ပြီးတော့မှကင်ကြည့်လို့ရတဲ့နေရာလေးတွေပါတဲ့စာအုပ်အမျိုးအစားဥပမာဒါဒီချေ example ပြတာပေါ့နော်ဒီစာအုပ်ထဲမှာဆိုရင်ဒီမှာသူနှစ်ရွက်ကလေးကိုကင်ကြည့်လို့ရတယ်ear လေးကိုကင်ကြည့်ပါအောင် it's so fuzzy ဒီလိုလေးဒီဘက်နှစ်ရွက်လေးကိုလည်းကင်ကြည့်ပါအောင်ကလေးကိုကင်ခိုင်းလို့ရတယ်ကဲတိုးလေးကိုကင်ကြည့်ပါအောင် it's so soft and fuzzy and fluffyစသဖြင့်ကျမတို့ကပြောပြလို့ရတယ်ပေါ့နော်ဆိုတော့ဒီလိုစာအုပ်အမျိုးအစားလေးတွေကိုလည်းဒီချေတို့ကလေးကိုဝယ်ပေးတဲ့အဓိက touch and feel ပေါ့သူ့ရဲ့ကလေးရဲ့လက်ကလေးနဲ့ကင်ကြည့်ပြီးတော့ပျော့တယ်မာတယ်ကျန်းနေပြီးတော့ကင်ကြည့်လိုက်လို့ရှိရင်အမွှေးပွားလေးတွေဖြစ်တယ်စသဖြင့်ပေါ့သူ့ရဲ့လက်ထိတ်ကလေးနဲ့စမ်းသပ်ပြီးတော့မှခံစားထိတွေ့လို့ရတဲ့စာအုပ်အမျိုးအစားလေးတွေကိုလည်းဝယ်ပေးတင်ပါတယ်ဒါနံပါတ်2အမျိုးအစားပေါ့နော်နောက်ထပ်အမျိုးအစားတစ်ခုကကြတော့ကျမတို့ဒီလိုမျိုးပေါ့နော် board book လို့ခေါ်တယ်ကတ်ထူစာအုပ်လို့ခေါ်ရမှာပေါ့ကိုင်လိုက်လို့ရှိရင်သူကထူထူလေးခတ်ထူထူလေးဖြစ်နေတဲ့ကတ်ထူစာအုပ်အမျိုးအစားပေါ့နော်ပုံလေးတွေလည်းရှင်းရှင်းလင်းလင်းပါတယ်စာကြောင်းလေးတွေဆိုလည်းတိတ်မရှုပ်ဘူးတစ်ချောင်းနဲ့ပေါ့နော်တစ်ချောင်းနဲ့စာနည်းနည်းပုံများများဒီလိုပါတဲ့အယောင်ဆိုးဆိုးတောက်တောက်စာအုပ်လေးတွေပေါ့ဒီ board book တွေကကြတော့မမေတွေကတော့ဖတ်ပြရမယ်သို့ပေမဲ့ဒီစာအုပ်ကိုကျမတို့ကကလေးလက်ထဲကိုစိတ်ချလက်ချပေးလိုက်လို့ရတယ်။ဥပမာကလေးကဒီစာအုပ်ကိုသူကြိုက်တယ်လို့လှမ်းမယ်။စာရွက်တွေကြော်ပြီးတော့လည်းလှမ်းမယ်။အနောက်ကနေအရှေ့ကိုလှမ်းမယ်။အရှေ့ကနေအနောက်ကိုလှမ်းမယ်။သူကြိုက်တယ်လို့ကစားစာအုပ်နဲ့ပေးကစားတာပေါ့နော်။စာအုပ်နဲ့ကြိုက်တယ်လို့ကစားစာအုပ်ကိုကြိုက်တယ်လို့ဖတ်တခါကျရင်ကလေးတွေပါဇက်ထဲထည့်ပြီးတော့ကြိုက်တာတွေအောင်ရှိရလေစာအုပ်ကဟုတ်တယ်ဟုတ်။ဒါပေမဲ့ဘလို့လုံးဒီကတ်ထူစာအုပ်အမျိုးအစား board book တွေကကြတော့အကျန်းခံတယ်။အကျန်းခံပြီးတော့မှကလေးတွေအနေနဲ့ကန်ရတဲ့အချိန်မှာတောင့်တင်းနေပေါ့နော်။သူတို့အနေနဲ့board book ဆိုလို့ရှိရင်အရန်လေးစာဖတ်ဖို့အတွက်ကိုကျမတို့လေ့ကျင့်ပေးတဲ့အချိန်မှာအရန်အသုံးဝင်တဲ့စာအုပ်အမျိုးအစားတွေမှာပါတယ်အဲ့တော့ဒီ board book တွေဆိုလို့ရှိရင်လေဒီချေတို့လာသားကလေးတွေအတွက်ဆိုလို့ရှိရင်ဖတ်ပြပေးတဲ့အိမ်မှာဝယ်ထားတဲ့စာအုပ်အမျိုးအစားတွေမှာပါတယ်ပေါ့နော်ဒါဆိုရင်ဒီချက်English လို့ရေးထားတဲ့စာအုပ်တွေပဲဖတ်ပြရမှာလားဆိုတော့မဟုတ်ဘူးကျမတို့ကကိုယ့်ရဲ့မိခင်ဘာသာစကားပေါ့နော်မြန်မာစကားဒါမှမဟုတ်ကိုကချင်းလူမျိုးဆိုရင်လည်းချင်းဘာသာစကားရှမ်းလူမျိုးဆိုရင်လည်းရှမ်းဘာသာစကားကိုကဟိန္ဒူလူမျိုးဆိုရင်လည်းဟိန္ဒူဘာသာစကားကိုယ့်ရဲ့မိခင်ဘာသာစကားကို promote လုပ်ပေးတယ်ကိုယ့်ရဲ့မိခင်ဘာသာစကားကိုမြင့်တင်ပေးတယ်နားလည်အောင်လို့ကလေးကိုသင်ကြားပေးနိုင်တယ်မြန်မာစာပေနဲ့ရေးသားထားတဲ့စာအုပ်တွေလည်းဖတ်ပြရမယ်ဒီချက် example ပြမယ်ပေါ့နော်ဒီလိုစာအုပ်မျိုးလေးတွေဆိုလည်းအရန်ကောင်းတယ်ဒါတော်တော်များများမမေတွေဆရာဆရာမတွေဆိုရင်လည်းသိပါလိမ့်မယ်နော်ဆိုတော့ဒီစာအုပ်ကလေးဆိုလို့ရှိရင်ကျမတို့ကအထင်းမှာဘာပါလဲဆိုတော့သူကအတန်ကိုတင်တာအတန်ပေါ့နော်မြန်မာလူလေးရေးထားတာလည်းပါတယ်ဥမာငှက်ကလေးဆိုလည်းငှက်ကလေးရဲ့အတန်ဖြစ်တဲ့ကြလိကျွိစသဖြင့်ဒီလိုလေးတွေပါတယ်ပြီးရင်ကြလိငှက်ကလေးအတန်တကြားရသည်ဆိုကြပြလိုမျိုးလေးပေါ့လာသားကလေးလေးတွေဆိုလို့ရှိရင်စာအရှိကြီးတွေဖတ်ပြတာထက်ပုံမြင်တစ်ပုတ်လုံးကြီးပြောပြတာထက်စာရင်ဒီလိုစာတူတူလေးနဲ့ကြပြလိုမျိုးလေးရွတ်ပြရတဲ့ဟာမျိုးလေးဆိုလဲကလေးတွေကကြိုက်တယ်ဆိုတော့ဒီလိုစာအုပ်မျိုးလေးဆိုလဲဒီချီက recommend ပေးရပေါ့နော်ဖြူဖွေးပန်းစပဲမေပါလို့မှွေးလှတယ်ချစ်စရာလေးဒီလိုစာအုပ်မျိုးလေးဆိုလဲကလေးတွေအရန်ကြိုက်တယ်နောက်ဆုံးတစ်ခုကကြတော့ကျမတို့အတန်ထည့်ရတဲ့စာအုပ်တွေအတန်ထည့်ပြီးတော့ပုံမြင်ဖတ်ပြတဲ့မေတို့မဟုတ်ဆရာမအဖိုးအဖွား whoever ဘသူဖြစ်ဖတ်ပြတဲ့အချိန်တိုင်းမှာအတန်ထည့်ပြီးတော့ဖတ်ပြရတဲ့စာအုပ်အမျိုးအစားလေးတွေဆိုရင်လေလာသားကလေးတွေကိုကျမတို့ကအိမ်မှာဝယ်ထားပေးတဲ့ရှိတဲ့ပေါ့နော်ဒီလိုစာအုပ်မျိုးပေါ့ဘွားဒီစာအုပ်လေးဆိုလဲသူက
စာဖတ်ပြတဲ့လူကိုယ်တိုင်ရဲ့ tone of voice လို့ခေါ်တဲ့အတန်ကိုထည့်ပြီးတော့မှကလေးကိုပြောပြရတာဖြစ်တယ်ပေါ့နော်ဥပမာဒါဒီချက် example လေးပြောပြမယ်ပေါ့နော်ဘွားနောက်တစ်ခါကြားရပြန်ပြီဒီလိုမျိုးလေးပေါ့ဟဲနောက်တစ်ခါကြားရတဲ့အတန်လေးကဘာတန်မှလဲဘွားဒီလိုပေါ့စာဖတ်တဲ့လူကအဲ့လိုကိုယ့်ရဲ့အတန်လေးကိုထည့်ပြီးတော့မှကလေးစိတ်ဝင်စားအောင်ပြောလို့ရတဲ့စာအုပ်မျိုးလေးတွေဆိုရင်လည်းကျမတို့ကလာသားကလေးတွေအတွက်ကိုမရှိမဖြစ်ဝယ်ထားပေးတဲ့စာအုပ်မျိုးစားတွေမှာပါတယ်ပေါ့နော်အဓိကပြောချင်တာကကျမတို့ဘလို့စာအုပ်တွေပဲဝယ်ထားပလိစီစာအုပ်ပေါင်း16000ပဲဝယ်ထားပလိစီစာအုပ်ကအဓိကမဟုတ်ဘူးပြောပြတဲ့သူကသာအဓိကဖြစ်တယ်ပေါ့နော်ဆိုတော့ပုံပြောပြတဲ့မမေဖေဖေအဖိုးအဖွားဦးလေးအတော်ဆရာဆရာမပေါ့ခလေးကိုဒီစာအုပ်ကိုဖတ်ပြတော်သူစာအုပ်နဲ့မိတ်ဆက်ပေးတော်သူကသာလျှင်အဓိကဖြစ်ပါတယ်အဲ့ဒီလူတွေရဲ့ပြောတဲ့လေသံပြောတဲ့ tone of voice မျက်နှာအမူအရာအတန်အနှိမ့်အမြင့်အတက်အကျဒီအရာလေးတွေကသာလျှင်ခလေးကိုစာအုပ်ကိုစိတ်ဝင်စားဖို့အတွက်အစကနဦးဆွဲခေါ်တဲ့စကားလုံးလေးတွေဖြစ်တယ်ပေါ့နော်ဆိုတော့စာအုပ်တွေအများကြီးမဝယ်ပေးနိုင်လို့လည်းစိတ်မကောင်းမဖြစ်နဲ့ကိုယ့်စီမှာရှိတဲ့စာအုပ်ကလေးကိုမမေတွေကပင်ကိုအတန်လေးသုံးပြီးတော့မှကလေးစိတ်ဝင်စားအောင်ပြောပြနိုင်တယ်ဆိုလို့ရှိရင်ကလေးတွေဟာစာအုပ်စာပေကိုချစ်လာမှာမလွဲဧကံပါရှင်ဆိုတော့ကျွန်မကဒီချက်ခေတ်မှာနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြရအောင်